Hello everyone အားလုံးပဲမင်္ဂလာပါ Whisky Channel နေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ K ပါဒီနေ့အားလုံးကိုကြိုပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပျော်စရာကောင်းတဲ့ trick ဒါမှမဟုတ်လို့ရှိရင် challenge လေးတစ်ခုပဲဖြစ်ပါတယ်ဗျအဲ့ဒီ challenge လေးကတော့ထားတာဒီမှာပါဒီ challenge လေးကပစ္စည်းရလဲရှားတာလွယ်ပါတယ် A4 စာရွက်လေးတစ်ရက်ရဲ့ပြီးတော့ CD ချက်လေးတစ်ချက်ရှိုံနဲ့ဒီ challenge လေးကိုစောင့်နိုင်မှာပဲဖြစ်ပါတယ်ဗျကဲဘယ်လို challenge လေးဆိုတာကိုကြည့်လိုက်ကြရအောင် Okay ဒီ challenge လေးကတော့ဒီလိုပါကျွန်တော်ကဒီ A4 စာရွက်မှာ square shape ပုံစံအပေါက်လေးဖောက်ထားတယ်အဲ့ဒီအပေါက်ထဲကို hori CD ချက်ပြားလေးကိုဝင်အောင်ထည့်ရမှာပဲဖြစ်ပါတယ်ဗျဟုတ်ပြီနော်အဲ့လိုထည့်ရတဲ့နေရာမှာစာရွက်တွေကိုလည်းပြေးသွားလို့မရပါဘူး Okay အဲ့တော့ဒီ challenge လေးကိုတင်လုပ်နိုင်ပါမလား Okay အဲ့တော့ဒီ challenge လေးကိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကြည့်လိုက်အောင်အဲ့တော့ကျွန်တော်မြင်နေရတဲ့အတိုင်းပဲဒီ square အပေါက်လေးတွေကိုဒီ CD ချက်ဝင်ဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပါဘာဖြစ်လို့လဲဆိုတော့ဒီ square ရဲ့အကျယ်ဆုံးနေရာကဒီ diagonal ပါဒီဒါပေမဲ့ဒီ diagonal ရဲ့အကျယ်ရတယ် hori CD ချက်ရဲ့ diameter အချင်းထက်ကျင်းနေတာဖြစ်တဲ့အတွက်ဘယ်လို့မှမဝင်နိုင်ပါဘူးဟုတ်တယ်နော်ဒါပေမဲ့အရာတိုင်းမှာနီးလန်းရှိရင်အဖြေရှိပါတယ် Okay အဲ့တော့ကျွန်တော်ကအဲ့ဒီစာရွက်လေးကိုဒီလိုလေးခောက်လိုက်မယ်ဆိုပါစို့ Okay ဒီလိုလေးခောက်ပြီးသွားပြီဆိုလို့ရှိရင် hori CD ချက်ပြားလေးကိုဒီလိုထည့်လိုက်မယ်ထားတာ see နောက်တစ်ခေါက်ပြန်ပြမယ်ဩ CD ချက်ကကတ်နေတယ်လောက်ကြပါဦး Okay ရပြီနောက်တစ်ခေါက်ပြန်ပြမယ်1 2 3 see မစာရွက်ကလည်းမပြေးသွားဘူးဘာမှမဖြစ်သွားဘူးထားတာโอเคစာရွက်ခောက်နေပြောပြပါမယ်စာရွက်မခောက်ခင်မှာကျွန်တော်တို့ကအဆင်ပြေလွယ်ကူအောင်လို့စာရွက်ကိုခောက်ပိုးလေးအရင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ဒီစုံလေးနဲ့စာရွက်ကိုဒီလိုတော့ဝက်လေးပိုင်းပြီးတော့အရင်ခောက်လို့လေးပေးပါမယ်โอเคပထမခောက်ယူလေးရပါပြီအဲ့တော့ဒုတိယခောက်ယူအတွက်အပေါ်ကနေအောက်ကိုတော့ဝက်တီခောက်ထားလိုက်ပါမယ်โอเคဒီဒုတိယခောက်ယူလေးရသွားတဲ့အခါမှာတတိယခောက်ယူအတွက်စာရွက်ကိုပြောင်းပြန်လှန်လိုက်ပါမယ်ပြောင်းပြန်လှန်ပြီးသွားတဲ့အခါကျလို့ရှိရင်အပေါ်တောင်းကနေတွေ့ရန်ပုံစံလေးတောင်းကျိုးထိုးချလိုက်ပါမယ်တတိယခောက်ယူလေးပြီးသွားပြီဆိုလို့ရှိရင်စတုတ္ထခောက်ယူအတွက်စာရွက်ကိုအပေါ်အောက်လဲလိုက်ပါမယ်ပြီးလို့ရှိရင်ခုနခောက်ယူနဲ့အပြိုင်တောင်းကျိုးလေးပြန်ပြီးတော့ခောက်ချိုးပါမယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့စာရွက်ကိုခောက်ရပြီးတဲ့အဆင့်ပြီးသွားပါပြီအဲ့တော့စာရွက်ကိုပြောင်းပြန်လာပြီးတော့ကျွန်တော်တို့တကယ်စာရွက်စတင်ခောက်ပါတော့မယ် Okay အဲ့တော့ step 1အနေနဲ့ကျွန်တော်တို့စာရွက်ကိုအပေါ်ကနေအောက်ကိုခောက်ချလိုက်ပါမယ်ပြီးရနဲ့ step 2အနေနဲ့ကျွန်တော်တို့ဒီခောက်ရပေါ်နေတဲ့အတိုင်းလေးပဲကျွန်တော်တို့ဒီဘက်ကိုဒီလိုလေးခောက်ပါမယ်step 3အနေနဲ့ကျွန်တော်တို့စာရွက်ကိုဒီသူ့ခောက်ရိုးရခုနပေးတဲ့ခောက်ရိုးရလေးတိုင်းပဲဒီလိုလေးညီညာလေးခောက်လိုက်ပါမယ်ထားတာ that's it ဒါပါပဲအဲ့တော့ကျွန်တော်တို့ဒီမှာစာရွက်ခောက်ယူဖြစ်တဲ့အတွက် CD ချက်လေးနဲ့ထည့်ပြီးတော့စမ်းကြည့်ကြမယ် Ready 1 2 3 nice Okay နောက်တစ်ခေါက်ထပ်စမ်းကြည့်အောင်တန်တနာ
Okay အဲ့တော့ကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲကျွန်တော်တို့ဒီစာရွက်ကိုမခောက်ခင်အလျားနဲ့အနံပဲရှိရဲ့ဒီလို2 dimension အခြေအနေမှာဆိုလို့ရှိရင်ဒီစတုရန်ကွက်လေးရဲ့အခြေဆုံးကွာဝေးကသူ့ရဲ့ diagonal အဲ့ဒီ diagonal ကလေ horizontal ချက်လေးရဲ့အချင်း diameter ထက်သေးနေတာဖြစ်တဲ့အတွက်ဘလို့မှမဆက်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကဒီစက်ကူကိုဒီလိုလေးထောင်ပြီးတော့ that special dimension 3D ပုံစံခောက်လိုက်မယ်ဆိုလို့ရှိရင် horizontal ချက်လေးကအလွယ်တကူပဲစတုရန်ပေါက်လေးတွေကိုဝင်သွားတာဖြစ်ပါတယ် see အဲ့တော့ဒီသဘောတရားကိုကျွန်တော်သင်္ချာနည်းနဲ့ဖြည့်ရှင်းထားတာရှိပါတယ်အများကြီးပဲအဲ့တော့အတူချုံပြောရမယ်ဆိုလို့ရှိရင်ဒီသင်္ချာနည်းနဲ့တွက်တဲ့အခါမှာကျွန်တော်တို့မတူညီကွဲပြားတဲ့အဖြေတွေအများကြီးရှိတာဖြစ်တဲ့အတွက်ဟောဒီစက်ကူခေါင်းကြီးကလည်းအများကြီးရှိတာပါအဲ့တော့ကျွန်တော်တို့ဒီခေါင်းစားတဲ့သင်္ချာကိုကြော်လိုက်ကြမယ်ခဏဒီပြဿနာမှာကျွန်တော်သင်္ချာမပါဘဲနဲ့အယိုးရှင်းဆုံးပုံစံနဲ့ပြောရမယ်ဆိုလို့ရှိရင်เนาะထားတာ that's it ဒီစတူရန်ကွက်လေးကကျွန်တော်တို့ခုနစက်ကူမှာဖြတ်တာစတူရန်ကွက်လေးနဲ့ side တူတူပါပဲဒါပေမဲ့ तू ကတော့ that special dimension 3D ပုံစံဖြစ်သွားပါပြီ see အဲ့တော့သူ့စီမှာအလျားရှိရယ်အနံရှိရယ်ပြီးတော့ဒီမှာ depth လည်းရှိရယ်အဲ့တော့ဒီလို 3D ပုံစံဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ကဒီလိုလေးပြားချလိုက်လို့ရှိရင် horizontal ချက်လေးကအလွယ်တကူပဲဝင်သွားတာပဲဖြစ်ပါတယ်အဲ့တော့ဒီ challenge ရဲ့အဖြေက 2D ဖြစ်နေတဲ့ဒီစက်ကူကိုဒီလို 3D ပုံစံဖြစ်အောင်ခောက်လိုက်တာပဲဖြစ်ပါတယ်ဒီမတူညီကွဲပြားတဲ့ dimension တွေကအခုကျွန်တော်လက်လန်းမိတဲ့ကိစ္စလေးတွေမှာလည်း surprise ဖြစ်စေတာမဟုတ်ပဲねပို့ပြီးတော့ကျေပြတ်နှံ့နေတဲ့ universe တွေအထိပါရှိနေတာပါအဲ့တော့ dimension နဲ့တစ်ခုကနေတစ်ခုပြောင်းသွားတာ ਨੇ ပို့ပြီးတော့နှံ့နေလာတယ်ပို့ပြီးတော့အံ့ဩဖို့ကောင်းတဲ့အကြောင်းအရာတွေကလည်းအများကြီးဖြစ်လာတော့တာပါပဲ that's it ဒါကြောင့်ဒီလိုဖြစ်တာပါအော်မေ့လို့တစ်ခုကြံနေအဲ့ဒါကဘာလဲဆိုတော့ဒီ challenge လေးကိုစုံမယ်ဆိုလို့ရှိရင်တစ်ခုသတိထားမှာကဒီ standard CD ချက်လေးရဲ့ diameter အချင်းက12 cm ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီစာရွက်ပေါ်မှာစက်ကူဖြတ်တဲ့အခါဒီအနားနှစ်ဖက်ပေါင်းခြင်းက12 cm တဲ့ကျော်နေမှရပါမယ်အဲ့တော့ကျွန်တော်ကဒီအနားတစ်ဖက်ကို 6.2 cm ထားလိုက်တယ်အဲ့ကကျတော့ကျွန်တော်တို့ကဒီလို 6.2 plus 6.2 equal to 12.4 ဖြစ်သွားတာပါအဲ့တော့ 12.4 ဖြစ်သွားတဲ့အတွက်ဒီ12 cm ပဲရှိတဲ့ CD ချက်လေးကလွယ်လွယ်ကူကူပဲဝင်သွားတော့တာပေါ့ that's it ဒါပါပဲဗျ okay ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ကဒီတက်ပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဆက်စောင့်မျှော်အားပေးကြဖို့အတွက်မေတ္တာရက်ခံပါတယ်ဗျအဲလိုဆိုရင်နောက်လာမယ့်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ဗျအားလုံးပဲတတာ